မင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုမှာတော့1942ခုနှစ်ဝန်းကျင်မြန်မာပြည်အတွင်းဗြိတိရှတပ်တွေနဲ့ဂျပန်တပ်တွေကြားကလူသိနေတဲ့အကြောင်းအရာအချို့ကိုကောက်နှုတ်ဖော်ပြပေးလိုပါတယ်မြန်မာပြည်တမိုင်းကျောင်းမှာအခုဖော်ပြပေးမဲ့တိုက်ပွဲတွေဟာလူသိနေတဲ့အချက်တွေဖြစ်တာကြောင့်ဒီဗီဒီယိုနဲ့အတူ1942ကာလတွေစီကမြန်မာပြည်အတွင်းစစ်မီးတောက်လောင်နေတဲ့အချိန်တွေစီကိုခဏလောက်ပြန်သွားကြည့်ရအောင်ပါ1942အတွင်းဂျပန်တွေမြန်မာပြည်ရဲကိုကျူးကျော်သိမ်းပိုက်လာချိန်မှာမြေပြန့်ကမြန်မာအများစုကသူတို့မုံတဲ့ဗြိတိရှကိုလိုနီစနစ်ကလွတ်မြောက်အောင်လုပ်မဲ့သူတွေဆိုပြီးအစပိုင်းမှာထောက်ခံခဲ့ကြပါတယ်။ဒါပေမဲ့နေကြားဒေသတွေဖြစ်တဲ့ချင်းကချင်ကရင်နဲ့ကရင်နီတောင်ပေါ်ကလူမျိုးစုတွေကတော့ဗြိတိရှကိုပဲဆက်ပြီးသစ္စာခံခဲ့ကြပါတယ်။သူတို့အများစုကခရစ်ယာန်ဘာသာဝင်တွေဖြစ်ပြီးကိုလိုနီအာဏာပိုင်တွေကညနေသားပေးခံခဲ့ရသူတွေပါ1942ခုနှစ်ဟာမြန်မာပြည်သမိုင်းမှာဂျပန်တို့ကျူးကျော်ပြီးဗြိတိရှတို့ဆုတ်ခွာခဲ့တဲ့ဒုတိယကမ္ဘာစစ်အရှိန်အဟုန်အမြင့်ဆုံးကာလဖြစ်ပါတယ်။မတ်လအတွင်းရန်ကုန်ကျဆုံးပြီးဂျပန်တပ်တွေမြန်မာပြည်တဝန်းကိုသိမ်းပိုက်ခဲ့ကဗမာလွတ်လပ်ရေးတပ်မတော် BIA ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ဗြိတိရှတပ်တွေအကုန်နီးပါးအိန္ဒိယဘက်ကိုစစ်ဘေးရှောင်ထွက်ပြေးခဲ့ကြရတဲ့အချိန်နဲ့ဖြစ်ပါတယ်။ဗြိတိရှတပ်တွေနဲ့ဂျပန်တပ်တွေမြန်မာပြည်အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကိုဖော်ပြဖို့အတွက်ဆိုရင်ဂျပန်တပ်တွေတရုတ်ပြည်မကိုဝင်ရောက်ချိန်ဟာလည်းမဖြစ်မနေသိဖို့လိုပါတယ်။ဒါကြောင့်တရုတ်ပြည်မကိုဂျပန်တပ်တွေဘလို့ဝင်ရောက်ခဲ့လဲဆိုတာနဲ့မြန်မာပြည်ကိုစစ်မီးဘလို့ကူးဆက်လာတာလဲစတာတွေကိုအရင်ဆုံးရှင်းပြပေးလိုပါတယ်။အချိန်ကာလကတော့ဒုတိယကမ္ဘာစစ်ဖြစ်နေချိန်ကာလဖြစ်ပြီးဗိုလ်ချုပ်ဝီလီယံစလင်းနဲ့သူ့ရဲ့အမတ်ဆက်လေးဗြိတိရှတပ်မတော်ဟာတရုတ်မြန်မာအိန္ဒိယစစ်မျက်နှာမှာတိုက်ပွဲဝင်ခဲ့ကြပါတယ်။သူတို့ရင်ဆိုင်ရတဲ့ရန်သူကတော့ဂျပန်ဧကရာဇ်တပ်မတော် IJA ဖြစ်ပါတယ်။ဒီဂျပန်တပ်တွေကနီးပညာနဲ့နီးပြူဟာမှာအရန်တော်တယ်လို့စစ်ပွဲတွေမှာလည်းအတွေ့အကြုံရှိပြီးစစ်ရေးနဲ့တိုက်ခိုက်ရေးနီးပညာမာကျောတဲ့သူတွေပါ။ဗိုလ်ချုပ်စလင်းတို့ဟာအမေရိကန်နဲ့တရုတ်မဟာမိတ်တွေနဲ့အတူအရင်းမြစ်နှဲပါမှုကြားကနေကြာရှည်ပြီးစိတ်ပြက်စရာကောင်းတဲ့စစ်ပွဲကိုတိုက်ခဲ့ကြရပါတယ်။ဒီစစ်မြေပြင်ကစစ်သားတွေရဲ့တာဝန်ကတော့ဂျပန်တပ်တွေကိုအနိုင်ယူပြီးမြန်မာပြည်ကိုလွတ်မြောက်အောင်လုပ်ဖို့ဖြစ်ပြီးနာမည်ကျော်ဘာမာလမ်းမကြီးလို့ခေါ်တဲ့ဘာမာရုတ်ကိုပြန်လည်ဖွင့်လှစ်ပေးဖို့ပဲဖြစ်ပါတယ်။1911ခုနှစ်မှာတရုတ်ပြည်စနစ်ပြိုလဲသွားတော့ဂျပန်အင်ပါယာကအခွင့်အရေးတစ်ခုကိုရရှိလိုက်ပါတယ်။ဂျပန်တွေဟာတရုတ်နိုင်ငံကိုမတိမငြိမ်ဖြစ်စေခြင်းနေတာပါ1920ပြည့်နှစ်တွေနှောင်းပိုင်းနဲ့1930ပြည့်နှစ်တွေအစောပိုင်းမှာသူတို့မှာအရင်မြင့်နဲ့နေစရာနေရာရှားပါလာတော့အင်ပါယာကိုချဲ့ထွင်ဖို့စ조사လာကြပြီးရိုးရပြိုင်ဘက်ဖြစ်တဲ့တရုတ်နိုင်ငံကိုအကောင်းဆုံးနေရာလို့သတ်မှတ်ခဲ့ပါတယ်1931ခုနှစ်မှာတော့ဂျပန်တပ်ဖွဲ့တွေကမန်ချူရီးယားပြည်နယ်ကိုသိမ်းယူပြီးလက်အောက်ခံနိုင်ငံအဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်1938ခုနှစ်ဇူလိုင်လ9ရက်နေ့ညမှာမာကိုပိုလိုတတာမှာဂျပန်တပ် IJA နဲ့တရုတ်အမျိုးသားရေးတပ်ဖွဲ့တွေကြားကပြိပခတေးသေးလေးတစ်ခုဟာဂျပန်တို့ရှာနေတဲ့အကြောင်းပြချက်ဖြစ်လာခဲ့ပါတယ်ဒေတာရင်းတမှုဖြစ်တဲ့ဗိုလ်မှူးကြီးမာတာဂူချီရီနာဟာဒီပရိပခကိုတစ်ဖက်သက်စစ်ရေးပရိပခပြင်းထန်အောင်လုပ်ခဲ့လို့မကြခင်မှာပဲတပ်မတွေအများကြီးပါဝင်တဲ့စစ်စင်ရေးကြီးတစ်ခုအဖြစ်ရောက်သွားခဲ့ပါတယ်။ဂျပန်စစ်တပ်ရဲ့တတိယရေတပ်ကတရုတ်နိုင်ငံရှန်ဟိုင်းကဂျပန်အရက်သားတွေကိုရွှေ့ပြောင်းပြီးမကြခင်မှာပဲဂျပန်စစ်သား2သိန်းကျော်လောက်ကမြို့ကိုဝင်ရောက်ကျူးကျော်ခဲ့ပါတယ်။တရုတ်ရဲ့မြို့တော်ကြီးတွေဖြစ်ကြတဲ့ပေကျင်းရှန်ဟိုင်းနဲ့နန်ကျင်းမြို့တွေကျဆုံးပြီးတဲ့နောက်ဟောင်ကောင်မှာရှိတဲ့ဗြိတိရှကိုလိုနီနယ်မြေကလွဲလို့ကျန်တဲ့တရုတ်ကမ်းရိုးတန်းတလျှောက်ကစိတ်ကမ်းတိုင်းကိုဂျပန်တပ်တွေသိမ်းယူခဲ့ကြပါတယ်။ဒါကြောင့်ပဲနောက်ဆက်တွဲအကျိုးဆက်အနေနဲ့တရုတ်နိုင်ငံရဲ့ပစ္စည်းပိတ်ကမ်းရိုးတန်းဟာလုံးဝပိတ်ဆို့သွားခဲ့ရပါတယ်။အနောက်တိုင်းမဟာမိတ်တွေနဲ့ဆိုဗီယက်ယူနီယံကဂျပန်ရဲ့ရက်စက်မှုတွေကိုဒေါသထွက်ပေမဲ့တရုတ်စိတ်ကမ်းတွေမသုံးနိုင်တော့တာကြောင့်တရုတ်နိုင်ငံကိုဆက်ပြီးကူညီထောက်ပံ့ဖို့ခက်ခဲသွားခဲ့ပါတယ်။1941ခုနှစ်ဆောင်းရာသီမှာဂျပန်တပ်တွေဟာတရုတ်နိုင်ငံမှာစစ်သား6သိန်းကျော်တပ်ဖြန့်ထားပေမဲ့အသာစီးရတယ်လို့မဆိုနိုင်သေးပါဘူး။တိုက်ပွဲဝင်နေတဲ့တရုတ်နိုင်ငံကိုအနောက်နိုင်ငံတွေကဆက်ပြီးကူညီထောက်ပံ့ဖို့စ조사တဲ့အခါကုန်းလမ်းကြောင်း2ခုပဲကျန်ပါတော့တယ်။ဒီလိုအကြက်တဲဖြစ်လာတဲ့အခါဖြည့်ရှင်းဖို့နီးလန်းက2ခုပဲရှိပါတော့တယ်။တစ်ခုကတော့ဟိုင်ဖန်စိတ်ကမ်းကနေရထားလမ်းအတိုင်းသွားတဲ့လမ်းဒါမှမဟုတ်မြန်မာနိုင်ငံရန်ကုန်စိတ်ကမ်းကိုအသုံးပြုပြီးဘာမာလမ်းကြီးအတိုင်းကုန်တင်ကားနဲ့သွားတဲ့လမ်းတွေပါဗမာလမ်းမကြီးဆိုတာဟာ1938ခုနှစ်မတိုင်ခင်ကမရှိသေးပါဘူးမြန်မာနဲ့တရုတ်အလုပ်သမားတွေကတောင်ကုန်းတွေကိုလက်နဲ့ပဲပင်ပင်ပန်းပန်းဖောက်လုပ်ခဲ့တာပါ1940ပြည့်နှစ်ဇွန်လမှာပြည်သစ်နိုင်ငံကျဆုံးပြီးတဲ့နောက်စက်တင်ဘာမှာ
ဂျပန်တို့ကသုံးပွင့်ဆိုင်စာချုပ်ကိုလက်မှတ်ထိုးပြီးပြင်သစ်အင်ဒိုချိုင်းနာကိုသိမ်းပိုက်ခွင့်ရယူလိုက်ပါတယ်။ဒီလိုနဲ့ဟိုင်ဖန်လန်ကျောင်းဟာပိတ်ဆို့သွားခဲ့ပြီးစစ်တမ်းတင်နေတဲ့တရုတ်နိုင်ငံကိုထောက်ပံ့ရေးပစ္စည်းတွေပို့ပေးဖို့အတွက်မြန်မာနိုင်ငံဟာတခုတည်းသောကုန်လန်းကျောင်းအဖြစ်ကြံခဲ့ပါတယ်။1942ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာဂျပန်ဧကရာဇ်ရေတပ်ကပလဲစိတ်ကမ်းမှာရှိတဲ့အမေရိကန်ပစ္စည်းပိတ်ရေတပ်ကိုရုတ်တရက်တိုက်ခိုက်ခဲ့ပါတယ်။တပြိုင်နက်တည်းမှာပဲဂျပန်တွေဟာအမေရိကန်ဒက်ရှ်ဗြိတိရှပိုင်နက်တွေကိုပါဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။ဒီဇင်ဘာလ10ရက်နေ့မှာတော့ဗြိတိရှစစ်သင်္ဘောကြီး2စင်းဖြစ်တဲ့ HMS Prince of Wales နဲ့ HMS Repulse တို့နင်းမြုပ်ခဲ့ပြီးဂျပန်တပ်တွေကမလေးရှားကိုပါသိမ်းပိုက်ခဲ့ပါတယ်။ဒီလထဲမှာပဲကျင်းပခဲ့တဲ့အာခေရီးယားညီလာခံမှာမဟာမိတ်တွေကအေဗီဒါကုန်းလို့အတူကောက်ခေါ်ဆိုတဲ့အမေရိကန်ဗြိတိရှဒက်ရှ်ဩစတြေးလျကွပ်ကဲမှုဌာနချုပ်ကိုဖွဲ့စည်းပြီးဗိုလ်ချုပ်ကြီးဆာအာချီဘော်ဝီဘယ်ကိုခေါင်းဆောင်ခန့်အပ်ခဲ့ပါတယ်။အေဗီဒါကုန်းရဲ့တာဝန်ကတော့မလေးရှားအတားအဆီးကိုကာကွယ်ဖို့ပါပဲမြန်မာနိုင်ငံဟာလေဒီစစ်စင်ရေးနယ်မြေထဲမှာပါဝင်ခဲ့ပါတယ်။ဗြိတိရှတွေဟာစင်ကာပူခံတပ်ရဲ့စွမ်းရည်ကိုယုံကြည်ခဲ့ပေမဲ့1942ခုနှစ်ဖေဖော်ဝါရီလ15ရက်နေ့မှာစစ်စင်ရေးပြီးဆုံးခဲ့ပြီးစင်ကာပူမှာဒနတဟာယတပ်ဖွဲ့ဝင်8000ခွဲလောက်လက်နက်ချခဲ့ရပါတယ်။စင်ကာပူကျဆုံးသွားတဲ့အခါဂျပန်တပ်တွေနဲ့အိန္ဒိယကြားမှာမြန်မာနိုင်ငံတစ်ခုတည်းသာကျန်ပါတယ်။အဲဒီအချိန်မှာမြန်မာနဲ့အိန္ဒိယဟာအင်အားကြီးလွန်းတဲ့ဂျပန်တပ်တွေကိုရင်ဆိုင်ဖို့အဆင်သင့်မဖြစ်သေးပါဘူး။ဒီနိုင်ငံနှစ်နိုင်ငံဟာလည်းကွဲပြားနေသလိုလမ်းပန်းဆက်သွယ်ရေးကလည်းခက်ခဲပါတယ်။မြန်မာနိုင်ငံကိုယ်တိုင်ကလည်းတောနှက်ကြီးတွေနဲ့ရာသီဥတုရဲ့အတားအဆီးတွေကြောင့်စစ်တိုက်ဖို့အရန်ခက်ခဲတဲ့စစ်မြေပြင်တစ်ခုပါ။မိုးရာသီဟာဇွန်လကနေစက်တင်ဘာလနှောင်းပိုင်းအထိကြာမြင့်တာကြောင့်စစ်စင်ရေးလုပ်ဖို့8လလောက်ပဲအချိန်ရပါတယ်။အိန္ဒိယမှာရှိတဲ့ဗြိတိရှတပ်မတော်ဟာမြန်မာနိုင်ငံကာကွယ်ရေးအတွက်အနေငယ်သာလှုပ်ဆောင်ခဲ့ပြီးမြန်မာနိုင်ငံကိုတပ်မ2ခုနဲ့သာကာကွယ်ထားပါတယ်။အဲဒီတပ်မ2ခုကတော့ကိုလိုနီနယ်မြေသိမ်းပိုက်ရေးအတွက်အင်အားနည်းတဲ့ပထမမြန်မာတပ်မတော်နဲ့တဲကန်နာရစစ်ပွဲအတွက်လေ့ကျင့်ထားတဲ့အမှတ်7ခွန်အိန္ဒိယတပ်မတို့ပဲဖြစ်ပါတယ်။1941ခုနှစ်ဒီဇင်ဘာလ17ရက်နေ့မှာဂျပန်တွေကတပ်မ2ခုနဲ့မြန်မာနိုင်ငံကိုကျူးကျော်ခဲ့ပါတယ်။အမှတ်7ခွန်အိန္ဒိယတပ်မဟာစစ်တောင်းမြစ်တရားမှာဂျပန်ထိုးစစ်ကိုဟန့်တားဖို့စ조사ခဲ့ပေမဲ့အင်အားချိနဲ့နေတာကြောင့်ဆုတ်ခွာခဲ့ရပါတယ်။တပ်မှုရဲ့ဆုံးဖြတ်ချက်မှားယွင်းမှုကြောင့်ဖေဖော်ဝါရီလ23ရက်နေ့မှာတရားကိုဖျက်ဆီးပစ်လိုက်ရာတပ်ခွဲ2ခုပိတ်မိခဲ့ပါတယ်။1942ခုနှစ်မတ်လ9ရက်နေ့မှာတော့မြန်မာနိုင်ငံရဲ့မြို့တော်ရန်ကုန်ကျဆုံးခဲ့ပြီးဗြိတိရှတပ်တွေဟာမြောက်ဘက်ကိုဆုတ်ခွာခဲ့ကြရပါတယ်။အကြက်တဲစတင်လာတဲ့အခါဗြိတိရှအစိုးရကဒုတိယဗိုလ်ချုပ်ကြီးဆာဟာရို့စ်အလက်ဇန်နာကိုစစ်ဦးစီးချုပ်ခန့်ပြီးဗိုလ်ချုပ်ကြီးဝီလီယံဂျေးစလင်ကိုသူ့ရဲ့ကော့ဘတ်တပ်မှုအဖြစ်ရွေးချယ်ခဲ့ပါတယ်။ရန်ကုန်ကဂျပန်လက်ထဲရောက်နေပြီမလို့စလင်ဟာဘာမာခိုးရဲ့ကွက်ကဲမှုကိုချစ်ချင်းပဲယူခဲ့ရပါတယ်။သူ့ရဲ့အဓိကတာဝန်ကတော့သူ့တပ်စုကြီးကိုအိန္ဒိယကိုဝိုင်းရံပိတ်ဆို့ခံရခြင်းမရှိဘဲဆုတ်ခွာဖို့နဲ့တိုက်ခိုက်ရေးစွမ်းအားကိုထိန်းထားဖို့ပါပဲ။စလင်နဲ့သူ့စစ်သားတွေဟာကီလိုမီတာ1600လောက်ဇက်တိုက်နောက်ဆုတ်ခဲ့ရပေမဲ့တပ်ဖွဲ့အစည်းလုံးမှုကိုထိမ့်သိမ်းထားနိုင်ခဲ့လို့အောင်မြင်ခဲ့ကြပါတယ်။စလင်ကမြန်မာနိုင်ငံကိုကာကွယ်ဖို့ပေးထားတဲ့တပ်မ2ခုဟာအင်အားတာလွန်တဲ့ဂျပန်တပ်ဖွဲ့တွေနဲ့ရင်ဆိုင်မှုအလွန်မဲမလုံလောက်ကြောင်းအထက်ကိုဝေဖန်ခဲ့ပါတယ်။သူကခေါင်းဆောင်ပိုင်းစီကနေရှင်းလင်းတဲ့ညွှန်ကြားချက်တွေလိုအပ်ခဲ့ပေမဲ့မရခဲ့ဘူးလို့ထောက်ပြခဲ့ပါတယ်။1942ခုနှစ်ဇန်နဝါရီလအစောပိုင်းမှာအမေရိကန်ကဒုတိယဗိုလ်ချုပ်ကြီးဂျိုဆက် W. စတီဝဲကိုချက်ကေရှိတ်ရဲ့အဓိကအကြံပေးအဖြစ်ခန့်အပ်ခဲ့ပါတယ်။စတီဝဲကကိုအင်္ဂလိပ်မုန်းတီးသူအဖြစ်ကြွေးကြော်ထားသူဖြစ်ပြီးသူ့ရဲ့ပြင်းထန်တဲ့ဇယိုက်ကြောင့်ဗီနီဂါဂျိုးလို့လူသိများခဲ့ပါတယ်။1942ခုနှစ်မတ်လလမှာ Dutch အရှိတ်အင်ဒီးကျဆုံးပြီးတဲ့နောက်ဗိုလ်ချုပ်ဝေဘယ်ဟာအိန္ဒိယစစ်ဦးစီးချုပ်အဖြစ်မူလတာဝန်ကိုပြန်ထမ်းဆောင်ခဲ့ပြီးဂျပန်ကိုပြန်တိုက်ခိုက်ဖို့အတွက်ဒုတိယဗိုလ်မှူးကြီးအော့ဝင်းဂိတ်ကိုပျောက်ကြားစစ်ဆင်နွှဲဖို့ကာလရှည်ကြာထောက်လှမ်းရေးအဖွဲ့ဖွဲ့စည်းဖို့တာဝန်ပေးခဲ့ပါတယ်။အမတ်14တပ်မတော်ဟာစစ်ပွဲသမိုင်းမှာတွေ့ရနိုင်တဲ့တပ်ဖွဲ့တွေထဲမှာအမျိုးမျိုးကွဲပြားရှုပ်ထွေးဆုံးအဖွဲ့တစ်ဖွဲ့ဖြစ်ခဲ့ပါတယ်။ဒီအဖွဲ့မှာဗြိတိရှအာဖရိကနဲ့အိန္ဒိယတပ်မတွေပါဝင်ပြီးအိန္ဒိယတပ်မတွေကတော့ဘာသာရေးနဲ့လူမျိုးရေးအရာကွဲပြားတဲ့ဟိန္ဒူ၊အစ္စလမ်၊ခရစ်ယာန်၊စစ်နဲ့ဗုဒ္ဓဘာသာဝင်တို့ပါဝင်ကြပါတယ်။ဒီလိုကွဲပြားနေတဲ့တပ်မတော်ကိုဦးဆောင်ခဲ့ရတဲ့ဗိုလ်ချုပ်စလင်ဟာဘာမောက်လမ်းမကြီးကိုပြန်ဖွင့်ဖို့ရန်ကုန်ကိုပြန်သိမ်းဖို့နဲ့မြန်မာနိုင်ငံကိုလွတ်မြောက်စေဖို့တာဝန်ကိုထမ်းဆောင်ခဲ့ရပါတယ်။စလင်ဟာသူ့ရဲ့တပ်မှုချင်းတွေဖြစ်တဲ့စတီဝဲနဲ့ဝင်းဂိတ်တို့ရဲ့ခက်ခဲတဲ့ဇယိုက်တွေနဲ့လည်းပေါင်းဆက်နေထိုင်နိုင်မဲ့နည်းလမ်းကိုရှာဖွေခဲ့ရပါတယ်။သူဟာအရင်းမြစ်နယ်ပါမှုခက်ခဲတဲ့ပတ်ဝန်းကျင်နဲ့ရက်ဆက်ကြမ်းကြုတ်ပြီးအရန်တော်တဲ့ရန်သူကိုစန့်ကျင်ပြီးလှုပ်ဆောင်ခဲ့ရတာပါ
စလင်းမှာလေကြောင်းပံ့ပိုးမှုလုံလောက်တဲ့စက်ပစ္စည်းဒါမှမဟုတ်အခြေခံထောက်ပံ့ရေးပစ္စည်းတွေမပါဘဲစစ်စင်ရေးတွေကိုစီမံခန့်ခွဲရမှာအထူးကျွမ်းကျင်ခဲ့သူပါ1942မေလ1ရက်နေ့မှာတော့ဗိုလ်မှူးကြီးစလင်းဦးစီးတဲ့မြန်မာပြည်တပ်မကြီးရဲ့နောက်တန်းဌာနချုပ်နဲ့ MSF ကွန်တပ်မဌာနချုပ်တို့ဟာရေဦးမြို့ကိုရောက်ရှိလာပါတယ်မေလ2ရက်နေ့မှာတော့ဂျပန်အမှတ်18တပ်မဟာကမြင့်ငယ်မြစ်ကိုဖြတ်ကူးပြီးညနေပိုင်းမှာမန္တလေးမြို့ကိုသိမ်းပိုက်ခဲ့ပါတယ်အဲဒီနောက်ဂျပန်အမှတ်15တပ်မတော်စစ်တေနာပတိချုပ်ဒုတိယဗိုလ်ချုပ်ကြီးအီတာမန္တလေးမြို့ကိုရောက်ရှိလာပြီးအမှတ်56တပ်မကိုတန်လွင်မြစ်အထက်ပိုင်းဒေသနဲ့မြစ်ကြီးနားဘက်ကိုဆင်းလွှတ်ပြီးရန်သူတွေကိုတိုက်ခိုက်စေပါတယ်အဲဒီနောက်ပိုင်းမြစ်ကြီးနားဗမော်စတဲ့မြန်မာနိုင်ငံအထက်ပိုင်းမြို့တွေကိုဂျပန်တပ်တွေထိန်းချုပ်လိုက်ပြီးဗြိတိရှစစ်တပ်တွေမြန်မာနိုင်ငံမှပြန်လည်ဆုတ်ခွာသွားခဲ့ကြပါတယ်မြန်မာနိုင်ငံမှာဗြိတိရှတပ်များကီလိုမီတာ1440မိုင်900ဆုတ်ခွာစစ်အတွင်းဗြိတိရှစစ်သည်13463ဦးအကြဆုံးရှိပြီးဗြိတိရှတို့ကိုလိုက်လံတိုက်ခိုက်ခဲ့တဲ့ဂျပန်တပ်တွေကတော့4598ဦးကြဆုံးခဲ့ပါတယ်မြန်မာနိုင်ငံကနေဆုတ်ခွာခဲ့တဲ့မြန်မာတပ်မကြီးမှတပ်များအားလုံးကိုအမတ်လေးတပ်မကြီးစီကိုလွှဲပြောင်းလိုက်ကမြန်မာတပ်မကြီးကိုဖျက်သိမ်းလိုက်ပါတော့တယ်